အာယုံမလွဲနဲ့ဥတီမျောမှန်းဓမ္မလမ်းကိုဖြောင်းတန်းတဲ့မှတ်တတိကတ်လို့ဆွဲမှတ်အားထုတ်နေ့စဉ်လောက်ခတ်ရိုက်ပုတ်ပြင်းထန်လောကရန်ကြောင့်ဒဏ်ရာခံခက်လွန်ရက်ဆက်လေမပြည့်လန်းစဉ်ရှေ့သာမြင်၍အာဝင်ဖို့သာကြိုးစားပါမျောမှန်းဦးတီတားနိုင်စီကိုရောင်နီပြပြမြည်နေရခြင်းလောဘဒေါသမောဟဝမ်းထုံကာမဂုဏ်ကိုအာယုံလွဲညွတ်တတိလွတ်ခါခူးဆွတ်သုံးစားရေးလိုက်မှပင်မနာတန်ရာအဝိဇ္ဇာကြောင့်ဘယ်မှာဓမ္မရှာမရပဲလောကငရေဝဆင်းရဲမှာတဝဲလေသာနေရမှာမို့အာယုံမလွဲတတိမြဲကအစွဲတနာခုဝဲခွာ၍ခိုင်မာတီကြည်ပန်းနိုင်စီထိမျော်ဤဒိဋ္ဌံဆွဲစိတ်တန်လော